ချင်းဆိုတာတော်တော်ကိုပြည့်ပြည့်နာတယ်အဲ့ဒီဟိုစင်ကလေးတယောက်ရဲ့အတန်တိုင်းရအောင်သူဆိုတာဆိုတော့အဲ့ပထမဆုံးနေ့မှာတွင်းတယ်တွင်းတော့အမေပါလာတော့သူကဖွင့်မလုပ်ဘူးပေါ့နော်အတန်ဖွင့်မထုတ်ဘူးရဲ့နောက်တစ်ခေါက်ပြန်ပြီးတော့မှခေါင်းလေးနောက်တစ်ရက်ကြာမှာပေါ့နော်သူမလိုက်ပါနဲ့ပေါ့နော်မခိုင်လေးကိုမလိုက်ပါနဲ့ဆိုတော့လုံးဝရသွားတာအတန်ကလို့ပြောတယ်ဆိုတော့တကယ်ကိုချီးကျူးရဲ့သူတွေချီးကျူးနေတော့တကယ်တော်လို့ပါမယ်နော်သမီးကြမှာဒီလိုလာဖြစ်တော့လေဘယ်လိုလုပ်တက်နိုင်ပါလဲတကလေးရသွားလေဘယ်လိုပြောမလဲမအေးရသွေးလဲပါတာပေါ့နော်တော်ဝါသနာလဲပါအောင်ရပါတယ်ဆိုတော့သူ့ကိုဒီလောက်ထိလုံနိုင်လိမ့်မယ်လို့ကိုတကယ်မထင်ထားကြဘူး anyway မဟုတ်ပါအကောင်တော်တော်များများပေါ့နော်ဒါကြည့်ပြီးတဲ့သူတွေလည်းပုံပြောကြတာပေါ့ဒီဝါကျတော့ဒါ trailer လေးကြည့်ရုံနဲ့ဒါဘေးကပြောကြတဲ့သူတွေအတွက်ဒါကိုအခုမှခဏနေမှကြည့်ရမှာလေဆိုတော့ဘယ်ကိုချီးကျူးပါတယ်ဒါပါရမီပါလာတာပေါ့နော်ဆိုတော့ဒီဟာကိုလောက်တာနောက်ချီးမွမ်းတဲ့လူရှိသေးတယ်သူတချင်းဆိုတာတော်တော်ကိုပြည့်ပြည့်နာတယ်အဲ့ဒီဟိုစင်ကလေးတယောက်ရဲ့အတန်တိုင်းရအောင်သူဆိုတာဆိုတော့အဲ့ပထမဆုံးနေ့မှာတွင်းတယ်တွင်းတော့အမေပါလာတော့သူကဖွင့်မလုပ်ဘူးပေါ့နော်အတန်ဖွင့်မထုတ်ဘူးရဲ့နောက်တစ်ခေါက်ပြန်ပြီးတော့မှခေါင်းလေးနောက်တစ်ရက်ကြာမှာပေါ့နော်သူမလိုက်ပါနဲ့ပေါ့နော်မခိုင်လေးကိုမလိုက်ပါနဲ့ဆိုတော့လုံးဝရသွားတာအတန်ကလို့ပြောတယ်ဆိုတော့တကယ်ကိုချီးကျူးရဲ့သူတွေချီးကျူးနေတော့တကယ်တော်လို့ပါမယ်နော်တကယ်တော်လို့ပါတကယ်အမေချေရနေနိုင်တာနော်နေနိုင်တယ်ဒါပါလေဒီလို character မျိုးဆိုတော့လောက်တက်ဖို့လေတကယ်ဝိုင်းတယောက်ဆောင်နေတော့ဒါစူးစမ်းပြီးလုပ်ကြမှာလေဆိုတော့တကယ်ကိုလောက်တက်သွားတဲ့ထင်နေတာတကယ်ချီးကျူးစရာပါဆိုတော့လေဒီလိုမျိုး character တွေဆိုတာလေနော်ဒါတကယ်ကိုမလွယ်ဘူးတီဝါတို့ရောဒါဝိုင်းရဲ့အနည်းပညာရှင်တယောက်အနေနဲ့ဆိုရင်ဒီစက်ရုပ်ကအဲ့တအားခတ်တယ်လို့ပြောလို့ရဟုတ်တယ်တအားခတ်တယ်ဟိုလေးလေတကယ်ကိုလောက်တော့လုံးယူတာပြောပဲရပါဘူးတကယ်ကိုစူးစမ်းပြီးလုပ်ရမှာပေါ့နော်ဆိုတော့မင်းလေးတစ်ချက်မှမလွတ်အောင်လုပ်ရတာလေဆိုတော့ဒီလို character အနေနဲ့ပိုခက်တာပေါ့နော်ဒီလိုခက်တဲ့အေးဥဆောင်မှုနဲ့တော့ဒါဘာဖြစ်ဖြစ်ထိတ်ကလေးစီလေးတဆူရတာတော့ရမ်းမိုက်သွားတယ်ဒီကတော့စတောင်းပေးရနော်စတောင်းပေးရဒါဘာဖြစ်ဖြစ်ကလေးဆိုတော့အထူးဆူရပါတယ်ဆိုလည်းတကယ်ရပါစေဒါတနေ့တနေ့အခုစူးစမ်းထားရဲ့စူးစမ်းရဲ့ရလက်စီလေးပေါ့နော်ဆိုတော့လူအရင်ပြောနေကြပြီဆိုတော့အလူကခုဒီထိမှလေအားကြောင့်ကိုကြည့်မယ်တကယ်လေကိုရဲထိတ်ကလေးရပါစေလို့သူကစတောင်းပေးပါတယ်တော်လည်း challenge အများကြီးဖြစ်မယ်ထင်တယ်နော်ဖြစ်မှာပေါ့ဘာပဲဖြစ်ဖြစ်ဒါတောင်းလို့ရဲတဲ့ character လေးဖြစ်နိုင်တယ်လေအတိတယောက်အနေနဲ့တကယ်လှလှပပလေးလောက်ရတဲ့ကားမျိုးကိုသူရွေးချယ်ဘူးဒီကားမျိုးရွေးချယ်လို့ဆိုတော့သူ့ရဲ့စိတ်ဓာတ်ကိုလည်းတကယ်လေးစားတယ်သူ့ရဲ့တတ်တည်ကိုလည်းချီးကျူးပါတယ်